အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ YNW channel လေးကနေပြီးတော့ပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးကူညီကြပါအောင်ခင်ဗျကျေးဇူးအများကြီးတင်ပါတယ်ကဲအခုကတော့ကျွန်တော်တို့လီဗာပူးကြောင်းလေးလီဗာပူးနဲ့အခုယာဒီပိတ်ပွဲမှာကံမဲ့လီဗာပူးနဲ့ဒီ Crystal Palace အကြောင်းလေးကိုကျွန်တော်တို့ညီကိုတွေနဲ့ကျွန်တော်ခံမှန်းသုံးသပ်လိုက်ကြအောင်အခုလီဗာပူးကဒီပေါ့နော်ချန်ပီယံဖြစ်ပြီးတဲ့နောက်ပိုင်းမှာဘယ်မှာကိုအနိုင်မရသေးဘူးဗျဒီကောင်လေးပါတီတွေဖြစ်ပြီးတော့လာကန်နေကြတာပေါ့ဗျာအောင်ဝဲတွေခံပြီးတော့အောင်ဝဲခံတာတွေလွန်ကျူးတွေလုပ်ပြီးတော့ကြမှာကန်နေကြတော့တပွဲမှလည်းမနိုင်နေဗျာမသွန်းကိုတော့များတယ်ဒီအခုဘောနော်ဟိုလီဗာပူးကတော့ဘယ်လိုပြောမလဲချန်ပီယံဖြစ်ပြီးကြီးအာနီစတော့ကလည်းသူ့ရဲ့ဒီနောက်ရသည့်အတွက်ကြိုတင်ပြင်ဆင်မှုတွေပေါ့ပြင်ဆင်မှုတွေဖြစ်တဲ့ဒီကစားသမားခေါ်ယူမှုပိုင်းတွေမှာလည်းဒီမိုက်ကယ်အဝါတို့ဘာလို့ကလည်းနည်းနည်းလှုပ်ရှုပ်နေတာပေါ့ဗျာအခုခေါ်တာဆိုလို့ရှိရင်အားရစရာကြီးပါလီဗာပူးကပါလဲဟိုလီဗာပူးစင်ကဖရင်ပေါင်ဒီကောင်လည်းဒီရိုက်ကိုဖြစ်ဖို့ဟိုတရားဝင်ကြီးညာဖို့ပဲလိုတော့တာဗျာတရားဝင်ညာဖို့ပဲလိုတော့တာပြီးတော့နောက်တစ်တယောက်ကဒီကာကတ်ကလည်းတိကျသလောက်နီးပါးဖြစ်နေပြီအဲ့ထက်ပိုပြီးပြောစရာကောင်းတာကတော့ကျွန်တော်တို့ဒီလီဗာပူးဖန်တွေအကုန်လုံးတကယ်ကိုဟိုစိတ်ချမ်းသာစရာကောင်းတဲ့လပေါ့ဗျာဟိုချန်ပီယံလည်းဖြစ်သေးတယ်လူခေါ်ယူမှုအပိုင်းတွေမှာတော့တကယ်ကိုဒီခေါက်ကတော့ FSG ကိုတကယ်ပါကျေးဇူးတွေတင်ရမှာပေါ့အခုဆိုလို့ရှိရင်လည်း Florian Wirtz ကလည်းရခိုင်တော့အတော်ကိုများနေပါပြီကက်ထားတော့ကျွန်တော်တို့ဒီ Crystal Palace နဲ့ဒီလီဗာပူးရဲ့အိမ်ဝင်းနောက်ဆုံးဒီဖလားပေးမဲ့ပွဲလေးအကြောင်းလေးကိုကျွန်တော်တို့ဟိုဆက်ပြောလိုက်အောင်လီဗာပူးကအခုကျွန်တော်ထင်တာတော့ယာဒီပိတ်ပွဲမှာသူအနိုင်နဲ့ပဲအဆုံးသတ်ချင်လိုက်မယ်ဒီချန်ပီယံဖလားကိုဒီပရီးမီးယားလိဖလားအချိန်20မြောက်ဖလားကိုယူတဲ့အချိန်မှာသူတို့ပေးတဲ့ဒီကိုပျော်ရွှင်မှုပေးဖို့အတွက်ဒီ Crystal Palace ကိုဘယ်လိုနည်းနဲ့ပဲဖြစ်အနိုင်ခံလိုက်မယ်လို့ကျွန်တော်ထင်တယ်ဒီအကုန်လုံးပေါ့ဒီပျော်ရွှင်ပေးတဲ့ရဲ့ဒီအပျော်တွေပါရဲ့အကုန်လုံးဟိုဖြစ်သွားအောင် perfect ဖြစ်သွားအောင် Crystal Palace ကိုတော့နိုင်အောင်ခံမှုအတွက် line နဲ့အစုံထုတ်လိုက်မယ်လို့လည်းကျွန်တော်ထင်တယ်ပြီးတော့ပြောလို့လာပြောတာပေါ့နော်ဒီတစ်ဖက်က Crystal Palace ကလည်းခုနောက်ပိုင်းမှာအရန်ကိုခြေကတည်ငြိမ်ပြီးတကယ်ကိုတည်ငြိမ်နဲ့ constant နဲ့တအားကိုကောင်းနေတာဗျကောင်းနေတော့ဒီဘယ်လိုပြောမလဲဟို Crystal Palace နောက်ဆုံး9ပွဲမှာဆိုရင်9ပွဲမှာတော့မရှုံးခဲ့ဘူးဗျနောက်ဆုံး9ပွဲမှာဆိုလို့ရှိရင် Crystal Palace ရဲ့ကန်ခဲ့တာဒီ Man City တို့လိုAston Villa စပါးတို့အနိုင်ခံပြီးတော့ဒီ RU ကိုလည်းတင်ကြထားတယ်RU ရဲ့ Nottingham Forest ကိုတင်ကြထားတယ်အဲ့လိုတကယ်အသင်းကြီးကလုံးဝ grade 10နေပြီပဲကိုသူရှုံးဝဲမရှိအောင်တန်းထားတာပဲခုနကအဲ့လောက်အထိကိုချေကမှန်းနေတာအဲ့တော့ Crystal Palace ကိုလည်း short တွက်လို့ကတော့မရဘူးပေါ့နော်သူတို့ကလည်းဒီပွဲမှာဒီ champion ဖြစ်ထားတဲ့ Liverpool သူတို့အကောင်းဆုံးတုံ့ပြန်လိုက်မယ်လို့ကျွန်တော်ထင်တယ်ဒီပွဲကပွဲယာဒီပိတ်ပွဲဘယ်သူမှဘာမှအမှတ်မလို့ကြတော့ဘူးဆိုပေမဲ့လည်းဒါကသူချန်ပီယံလိဝင်လဲတိုက်စရာမလိုဘူးဘာညာတခြားဒီ Crystal Palace နေနဲ့လည်းဥရောပဝင်နေတယ်လည်းမမီရောတဲ့အနေထားမှာဒီຢာကတော့ဘယ်လိုပြောလို့တာမန်ပွဲလို့ထင်ရပေမဲ့ဒီຢာကပွဲကြီးပွဲကောင်းချောပြမှုပေးနိုင်တဲ့ပွဲတပွဲတော့ဖြစ်နိုင်မယ်လို့ကျွန်တော်ယူဆတယ်အဲ့လိုလည်းထင်တယ်ဗျအဲ့တော့လီဗာပူးကလည်းကျွန်တော်ဒီလီဗာပူးကလည်း line နဲ့ဆုံနေကြမယ် Crystal Palace ကလည်းဒီအခုနောက်ပိုင်းမာတီတာတို့ဒီအစည်းတို့အရင်ကောင်းတယ်ဗျာဒီကောင်းနေဒီအခုကျွန်တော်တို့လီဗာပူးကဝယ်ချင်နေတဲ့ဝါတန်တို့ဘာတို့ကတော့ဒီနားနေရပေါ့နော်ကူရီကလည်းနားနေတယ်ပေါ့နောက်တန်းမှာကူရီမပါရနည်းနည်းလေးအားနည်းချက်လေးရှိမှာပေါ့အဲ့မှာလီဗာပူးကတော့ကျွန်တော်3-1လောက်နဲ့အိမ်ဝန်းမှာနိုင်တယ်လို့ပြောလဲね
ကိုကတော့အခုနောက်ပိုင်းပွဲတွေမှာဘာဖြစ်လို့ကိုများကိုပြောရလဲဆိုဒီဘာဘူးကနောက်ပိုင်းပွဲစဉ်တွေမှာကိုအရန်ပေါ်တယ်ဗျဒီ Crystal Valley ရဲ့ကိုတော့အားလဲအခုနောက်ပိုင်းမှာကြောက်ဖို့ကောင်းတယ်ကျွန်တော်ကပ်ပယ်နိုင်မယ်လို့တော့ထင်တယ်3-21အဲ့ဝင်ရင်တော့သွားမယ်ဗျဟုတ်ကဲ့ဗီဒီယိုအဆုံးထိပေးကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျကျွန်တော် channel လေးကိုလည်းခုမှစတာမလို့အားပေးကြပါအောင်လို့နော်ကျွန်တော်တစ်ချက်အများကြီးလက်ပို့ပြီးတော့စူးစမ်းပါမယ်ကျွန်တော်ဒီဘောလုံးပွဲခံမှန်း300ရာကိုကျွန်တော်ဝါသနာတကယ်ပါတယ်ဗျအဲ့ဒါကြောင့်မို့ကျွန်တော်အမှန်တကယ်ကတော့ကျွန်တော်ဒီပုံမှန်ဒီဗီဒီယိုမရိုက်ဖက်နဲ့ပြောမယ်ဆိုရင်ကျွန်တော်ကပူပြောတတ်တယ်ပေါ့နော်အခုကနည်းနည်းလေးစပြီးတော့ပြောတာဆိုတော့လည်းခက်ကြောင်ကြောင်လေးနိုင်နေပါပေါ့ဗျာဟုတ်အဲ့ဒါလေးကိုတီးခံပြီးတော့ပြကြပါအကောင်းဆုံးစူးစမ်းပါမယ်လို့ကျွန်တော်ဂရုပြုပါလေခင်ဗျကျေးဇူးအများကြီးတင်ပါတယ်